မင်္ဂလာပါရှင်အခုလက်ရှိကမ္ဘာသတင်းမျက်နှာစာမှာအထူးစိုးရိမ်စရာဖြစ်နေတဲ့အမေရိကန်နဲ့အီရန်နိုင်ငံကြားကစစ်ရေးတင်းမာမှုအခြေအနေတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါလေပထမဆုံးသတင်းအနေနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာအီရန်နိုင်ငံကိုဦးတည်ပြီးရေယာမှစစ်သင်္ဘောအုပ်စုကြီး Massive Armada တခုကိုဆေးလွတ်လိုက်ပြီလို့မနေ့ကပဲအတည်ပြုပြောကြားလိုက်ပါတယ်ဒီစစ်သင်္ဘောအုပ်စုကို USS Abraham Lincoln လေယာဉ်တင်သင်္ဘောကဦးဆောင်နေတာဖြစ်ပြီးအရင်ကဗနေဇွေလာကိုဆေးလွတ်ခဲ့တဲ့အင်အားထက်တောင်ပိုမိုကြီးမားတယ်လို့သိရပါတယ်သမ္မတထရမ့်ကတော့အီရန်အနေနဲ့နျူကလ িয়ার ကိစ္စအတွက်ဆွေးနွေးပွဲစားပွဲဝိုင်းကိုချက်ချင်းမလာဘူးဆိုရင်နောက်တစ်ချိန်တိုက်ခိုက်မှုဟာအရင်ကထက်အဆပေါင်းများစွာပိုမိုပြင်းထန်လိမ့်မယ်လို့သတိပေးထားပါတယ်။တစ်ချိန်တည်းမှာပဲအီရန်နိုင်ငံအတွင်းမှာစီးပွားရေးကျဆင်းမှုကြောင့်ဖြစ်ပေါ်နေတဲ့စန္ဒပွဲတွေကိုအစိုးရကအကြမ်းဖက်နှိမ်နင်းနေတဲ့သတင်းတွေလည်းတက်နေပါတယ်။လူအခွင့်အရေးအဖွဲ့တွေရဲ့အဆိုအရစန္ဒပြည့်သူတောင်းနဲ့ချီထိဆုံးနေပြီလို့ခန့်မှန်းထားကြပါတယ်။ဒီအပေါ်မှာသမ္မတထရမ့်က help is on its way လို့ပြောဆိုထားပြီးအကယ်၍စန္ဒပြည့်သူတွေကိုဆက်လက်တပ်ဖြတ်နေမယ်ဆိုရင်စစ်ရေးအရတုံ့ပြန်သွားမယ်လို့ပြောကြားထားပါတယ်။အီရန်ဘက်ကလည်းအမေရိကန်ရဲ့ချင်းချောက်မှုတွေကိုပြင်းပြင်းထန်ထန်တုံ့ပြန်ထားပါတယ်။အီရန်ကုလသမဂ္ဂဗတ်အဖွဲ့ကနေအမေရိကန်ကသာစစ်ရေးအရာစတင်တိုက်ခိုက်လာမယ်ဆိုရင်အရင်ကနေမတူတဲ့ like never before တုံ့ပြန်မှုမျိုးနဲ့ပြန်လည်တိုက်ခိုက်သွားမယ်လို့သတိပေးလိုက်ပါတယ်။အီရန်နိုင်ငံသားရေးဝန်ကြီးကလည်းချင်းချောက်မှုအောက်မှာဘယ်တော့မှဆွေးနွေးမှာမဟုတ်ဘူးလို့အခိုင်အမာပြောကြားထားပါတယ်။လက်ရှိမှာတော့နှစ်ဖက်စလုံးကစစ်ရေးကင်ဆင်မှုတွေအပြည့်နဲ့ရှိနေတာကြောင့်အရှိအလဲပိုင်းဒေသမှာစစ်မီးကြီးတောက်လောင်လာမလားဆိုတာတကမ္ဘာလုံးကစိုးရိမ်တကြီးစောင့်ကြည့်နေကြပါတယ်။ကျမတို့ဘက်ကလည်းနောက်ဆုံးရသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်ုပ်တို့ channel လေးကို like subscribe လုပ်ဖို့မမေ့နဲ့အောင်နော်